ကဘာစရုပ်ပြိုင်ပွဲမှာစမ်းသစ်တဲ့နီးပညာကိုသုံးနေလို့ပထမရသွားတဲ့မြန်မာကျောင်းသားအဖွဲ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့ကဘာစရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာနိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ပါဝင်ရှင်ပြိုင်ကြပါတယ်။ဝါရိုဘော့အိုလံပစ်အေရှာပစိဖိတ်အိုပန်ချန်ပီယံရှစ်ပွဲမှာမြန်မာကျောင်းသား3ဦးပါဝင်တဲ့ We Are Genius မြန်မာအသင်းကပထမဆုရရှိခဲ့ပါတယ်။ပွဲစဉ်၄ခုထဲမှာအနာဂတ်စမ်းသစ်တီထွင်သူပြိုင်ပွဲ Future Innovatorပွဲအငယ်တန်းပွဲစဉ်မှာမြန်မာကျောင်းသားတွေရဲ့ We Are Genius မြန်မာကတီထွင်ထားတဲ့ AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်က AI Power Search and Rescue Robotic ကားနဲ့ပထမရရှိခဲ့တာဖြစ်ပါတယ်။တကယ်လက်တွေ့ဘဝမှာအသုံးဝင်မဲ့ဒီစက်ရုပ်ကားကငလျင်ဘေးပါဝင်တဘာဝဘေးဒဏ်အန္တရာယ်ကြားရောက်တဲ့နေရာဒေသအခြေအနေတွေမှာလူဝင်ရောက်ဖို့ခက်ခဲတဲ့အပြက်စီးအကျော်တွေကြားချအလိုလျောက်သွားလာပြီးအသက်ရှင်ကျန်ရတဲ့သက်ရှိတွေကိုရှာဖွေကယ်ဆယ်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ AI နည်းပညာမှာရှေ့ရောက်နေတဲ့နိုင်ငံတွေဖြစ်တဲ့တရုတ်ကိုရီးယားတို့လည်းပါဝင်ရှင်ပြိုင်ကြပေမဲ့မြန်မာကျောင်းသားအဖွဲ့ကပထမဆုရသွားခဲ့တာပါကမ္ဘာစရုပ်ပြိုင်ပွဲမှာပထမဆုရရှိသွားတဲ့မြန်မာကျောင်းသားအဖွဲ့အတွက်ဂုဏ်ပြုစကားလေးတွေကိုကွန်မန့်မှာရေးသားခဲ့ပါဦးနော်။